ဘဝမှာအကောင်းဆုံးနေနည်းဖြစ်ဖို့အတွက်ရသော်ဘုရားကလမ်းညွှန်မှုပြောထားတယ်ပေးထားတယ်တက်ခံဂါပတံတာဓုလူလောကမှာနေထိုင်ပြီဆိုရင်ကိုလောကင်စောင့်တောင်းရတဲ့အလုပ်ကိုင်နဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်မှုဆိုတာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်။ဒါဟာဘဝမှာအဆင်ပြေဖို့အတွက်လုပ်ငန်းကျွမ်းကျင်မှုရှိရနေ့စဉ်ဘဝမှာကိုလုပ်တဲ့အလုပ်ကိုကျွမ်းကျင်မှုရှိတန်ဝိပိစင်စဘောဇနာလုပ်ငန်းကျွမ်းကျင်မှုပေါ်မှာအကြောင်းပြုပြီးတော့ရရှိလာတဲ့ငွေကြေးဌာနမိမိနဲ့ပတ်ဝန်းကျင်သို့မဟုတ်မိမိမိသားစုမှာစနစ်တကျခွဲဝေသုံးစွဲမှုဟာလည်းပဲလူဘဝမှာအဆင်ပြေစေတာဖြစ်သောကြောင့်ဒါလည်းလုပ်ကိုလုပ်ရမယ်အလုပ်တစ်ခုလို့ဆိုလို့အဲ့ဒါနှစ်ခုနဲ့ပြီးပြီလားလို့ဆိုတမန်အားဖြင့်ပြောမယ်ဆိုရင်အလုပ်ကိုင်ကောင်းတယ်ရလာတဲ့ပစ္စည်းမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ခွဲဝေသုံးတယ်ဒါရင်ပြီးရလားလို့ဆိုမပြီးသေးဘူးအရေးကြီးတဲ့အချက်နှစ်ခုရှိသေးတယ်အဲ့ဒီအရေးကြီးတဲ့အချက်နှစ်ခုကဘာလဲလို့ဆိုအာဟာတောအထလာပေတုအောင်မြင်ကြီးပွားလာတဲ့အခါမှာလူတွေဟာမော်ကြွားပြီးတော့ဖြစ်လာတယ်မိုးမမြင်လေမမြင်ဘဝင်မြင်လာတတ်တယ်အဲ့ဒါဟာကြာဆုံးရဲ့အကြောင်းဖြစ်တယ်ဒါကြောင့်မို့အောင်မြင်ကြီးပွားပြီးအစဉ်ပြေးနေတဲ့အခါမှာမောက်မာခြင်းမော်ကြွားခြင်းဆိုတာကိုမရှိခြင်းဟာလေလူဘဝမှာကောင်းတဲ့အရာတစ်ခုဖြစ်လို့တတိထားအရာတစ်ခုပဲဘောနောက်ဆုံးတစ်ခုကြတော့အထဗျပတ္တိအပြထောလောကကြီးမှာအဆင်မပြေဘူးတစ်ခုခုပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတယ်စီဝါရေးအဆင်မပြေဘူးလူမှုရေးအဆင်မပြေဘူးအိမ်တော်ရေးအဆင်မပြေဘူးအဆင်မပြေမှုတွေတစ်ခုခုဖြစ်လာပြီကျမ်းမာရေးအဆင်မပြေဘူးတစ်ခုဖြစ်လာပြီဆိုရင်လူတွေကဘာဖြစ်လဲဆိုခုနပြောတယ် stress ဆိုတာဝင်လာဖြတ်ထစိတ်နှလုံးတွေတုန်လှုပ်ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီးတောကတွေဖြစ်လာ